No, solo de nukta bro ye amanesa. Pa sa ye di so der ajal ka nukta tongu za phit de atwat di ma tawatဟုတ်တယ်မနှစ်ခုပြောမှဆိုမြင်းချောင်းရဲ့အပေါ်မှာနှစ်ခုအောက်မှာနှစ်ခုကွယ်အောက်မှာတဝက်အဲ့လိုစာရေးရမှာဆိုတော့အကျဉ်းနဲ့စာရေးမယ်စောင်းနဲ့အဆောင်နဲ့နှုတ်တာတဝက်စာပြီးတော့အဲ့ဒီအောက်ဝိုင်းကိုမဝိုင်းတတ်ဖို့ဆိုရင်ခဲတံနေနဲ့ခံမှန်းပေါ့ဟုတ်ပြီလားနော်အဲ့မျိုးလေးအရာပေးလိုက်အရာပေးပြီဆိုမှနှုတ်တာ3ခုစာတော့မှအောက်ကိုစထိမယ်ဒီခုစာရရင်တော့90ဒီကွက်တီဖြစ်သွားပြီးမှဒီဘက်ကနေဒါသူတို့ဝိုင်းပြန်တက်အောင်နော်ဒါဆိုရင်လည်းကြီးသွားပြီအောက်ကတခုဝဲလာရှိရမှာနောက်ခုစာတော့ဖြစ်သွားအဲ့မျိုးကြီးလေ့ကျင့်ကြည့်ဒါမှမဟုတ်လေအစားအဆုံးစိတ်ကူးလေးနဲ့ကိုရကြည့်ဆိုတော့အကျတရားနေပြည်ပြင်းမှုမလို့ကိုဒါရမှာပဲဟုတ်တယ်မလားဟုတ်လားစရတဲ့ကပုံစံဒီလိုပုံစံလေးဖြစ်အောင်ရနော်အဲ့လိုမျိုးဒီလိုအဝိုင်းဆိုရင်မှားတယ်အဝိုင်းဆိုရင်မှားတယ်အဲ့လိုလေးရာပြီးရေးကြည့်အစဉ်ပြေတော့မယ်ထင်တယ်ဒါပေမဲ့ဘယ်စလုံးနေအမြဲတမ်းအဲ့လိုရာပြီးမှရေးတတ်တယ်ဆိုတော့အချင်းဖြစ်မှာဆိုလို့မရဘဲနဲ့ရေးခိုင်းတာရာပြီးမှရေးတတ်တယ်ဆိုတာကတနည်းပြောရင် professional မဆန်ဘူးပေါ့နော်အဘိနော်စင်ပြေမပြေဘူးဆိုရင်လည်းပြန်ပြောနော်